Hi အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒိုမီလာ MC တို့လက်မှာတော့စီဖောင်ဒီနေ့ဟာလို့ပြပြီးသွားမှာဖြစ်ပါတယ်တွေ့တဲ့ຢာတွေကတော့ Chrome နဲ့ဝင်ပါမယ် Chrome နဲ့ဝင်ပါလို့ရှိရင်တော့ MC တို့လန်ကိုရိုက် MC တို့လန် carry UAE ဆိုတာလေးနှိပ်လိုက်ပါမယ်အားနှိပ်လိုက်ပါလို့ရှိရင်ဒါလေးပေါ်လာမယ်ပေါ့နော် carry trainer education MC တို့လန် RVN အဲ့လိုပေါ်လာမယ်နော်အဲ့ဟာလေးနှိပ်လိုက်မယ်နော်အပေါ်ဆုံးဟာလေးတစ်ချက်နှိပ်လိုက်မယ်ပေါ်ဆုံးဟာလေးတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်နော်ဒီမှာ MC ဒိုလန်ဆိုတဲ့တော့ညသုံးချောင်းလေးနှိပ်ပါပြီးတော့လို့ရှိရင် carry တစ်ချက်နှိပ်ပါမယ် carry တစ်ချက်နှိပ်ပြီးသွားလို့ရှိရင် continue တစ်ဆက်ပြန်နှိပ်ပါမယ် continue နှိပ်ပြီးသွားလို့ရှိရင်တော့ဒီမှာသူ့ဟာလေးပေါ်လာပြီပေါ့နော်အစင်စင် job sub job ဆိုတာပါလာမယ်နော် sub job ပေါ်လာလို့ရှိရင်တော့ sub job တစ်ချက်နှိပ်လိုက်ပါမယ် sub job တစ်ချက်နှိပ်ပြီးသွားလို့ရှိရင်တော့ဒီမှာ Q ရဲ့ marketing training ဆိုတာရှိတယ် Q ကိုနှိပ်ပါမယ်ဝယ်ချင်တာဝယ်လာဟဲ့စားတယ် apply နှိပ်မယ်နော်အဲ့ဒါဆိုလို့ရှိရင် apply တစ်ချက်နှိပ်ပါမယ် apply နှိပ်လို့ပြီးသွားလို့ရှိရင်တော့သူကအကောင့်ဝင်မှုလို့ရှိလိုတယ်ပေါ့နော်တကယ်လို့အကောင့်ရှိပြီးသွားဆိုလို့ရှိရင်တော့ဒီမှာ email ထည့်မယ် passport ထည့်မယ်ထည့်သွားလို့ရှိရင်ပြီးပေါ့နော်တကယ်လို့အကောင့်ဖွင့်ရသေးဆို create account ကိုဖွင့်ပါမယ် create account ကိုဖွင့်သွားလို့ရှိရင်တော့ဒီမှာသူကနေ create လုပ်ပါမယ်ပေါ့နော်လိုအပ်တဲ့ຢာတွေထည့်လို့ပြီးသွားလို့ရှိရင်တော့ create ပြီးသွားပြီဆိုလို့ရှိရင်ရောက်လာပါလိမ့်မယ်ကျွန်တော်ကတော့အကောင့်ဖွင့်ပြီးသားဆိုတဲ့အတွက်တခြားပြန်သွားပြီပေါ့နော် चिकन लेजन खाना नहीं खाना नहीं चिकन लेजन थोड़ा हनी मस्टर्ड सॉस ज्यादा ကျွန်တော်ကတော့အကောက်ဖွင့်ပြီးသားဆိုတဲ့အတွက် apply နှိပ်ပေါ်လို့ရှိရင်เนาะကျွန်တော်အကောက်ဖွင့်နဲ့ sync in နဲ့ Gmail နဲ့ပြန်ဝင်လိုက်ပါမယ်ပြန်လာဝင်သွားလို့ရှိရင်တော့ဝင်ပြီးသားဖြစ်သွားတဲ့အတွက်ဒီမှာဖွင့်လို့ရပါပြီတကယ်လို့ဟိုဖြစ်မယ်ဆိုလို့ရှိရင်တော့ရှောက်လို့ပြန်ရှောက်မယ်ဆိုလို့ရှိရင်တော့တခါလေးရှောက်လို့ရပါပြီကျွန်တော်ရှောက်ပြီးသားဖြစ်တဲ့အတွက်ပြီးဆုံးသွားပါပြီ Thank you ကျေးဇူးများတင်ပါတယ်အားလုံးပဲစီမီကြပါစေ